နောင်တစ်ချိန်ကြရင်6 လုံးစာတန်ကအသုံးပြုလာမှာဖြစ်တယ်။ဒါကြောင့်အခုလူမျိုးတစ်မျိုးရှိတယ် Amish ဆိုတဲ့အမေရိကန်မှာ Amish လူမျိုးရှိတယ်။သူတို့ကဒီဟာကိုစာတန်စနစ်ဖြစ်တဲ့အတွက်ငါတို့မသုံးနဲ့စို့ဆိုပြီးတော့သူတို့ကငကိုကမသုံးအစိုးရတွေကသူတို့ကိုနော်ဒီsocial security တွေပေးတယ်သူတို့မယူဘူးကလေးတွေတယောက်မှ social security မယူပြီးရင် Amish ကလေးတွေကိုအစိုးရကနဲ့တွားပြီးတော့ကာကွယ်ဆေးတို့ဘာလို့လုပ်လို့မရအောင်သူတို့လက်မခံနော်ချစ်ပြားတွေဘာတွေမပြောနဲ့ဆေးုံဆေးခန်းတော်မှာသူတို့ကိုယ်တိုင်ပဲဒါကြောင့်မို့သူတို့ကအခုထိပါလဲနွားလဲမင်းလဲပဲစီးပြီးနေတာ TV လဲအိမ်မှာမရှိဘူးလက်စစ်မီးတော်မတုံးဘာလို့လဲဆိုတော့သူတို့ရဲ့အယူဆထဲမှာဒီလောကစနစ်ကအခုစာတန်နိုင်ငံတဲကိုခေါ်တွင်းနေတဲ့အတွက်ငါတို့ကအပြတ်ညင်းရမယ်ဆိုပြီးတော့သူတို့ကအဲ့လိုခံယူတာဖြစ်တယ် Amish လူမျိုးဒါအမေရိကန်မှာရှိပြီးတော့မှကားမစီးဘူးတဲ့လူအများကြီးရှိတယ်နော်အမေရိကန်မှာနေပြီးဖုန်းမသုံးဘူးတဲ့လူအများကြီးရှိတယ်ဒါကြောင့်မို့အရန်တိုးတက်ပါတယ်ဆိုပြီးတော့မှကျွန်တော်တို့ကအားလုံးကိုတပြေးညီတိုးတက်ကြောင်းတွားပြောလို့မရဘူးနော် Amish လူမျိုးမြောက်များစွာရှိတယ်ဒီမှာဖုန်းလည်းမသုံးဘူးကားလည်းမစီးဘူးဖက်တော့မှမစီးဘူးဒီလောက်တိုးတက်တဲ့နိုင်ငံမှာကျွန်တော်တို့ကတော့တိုးတက်တဲ့ဘက်ကိုဗာလဲတိုးဝေးပြီးတော့မှပြေးနေတာတစိမ့်သုံးဘက်ကိုဗာလဲတစိမ့်သုံးရှိတဲ့ဘက်ကိုဗာလဲခုံပေါက်ပြေးနေတာနော်ရေမြေတွေချားပြီးတော့ကြော်ပြီးပင်လယ်တွေဖြတ်ပြီးတော့မှလာတာနော်တစိမ့်သုံးကိုလာရှာတာအခုဒီမှာရှိတဲ့လူတွေကတော့နော်ရှိနေတာသူတို့တစိမ့်သုံးကိုညင်းနေတယ်နော်အဲ့တော့ဒီစနစ်သေးကိုတဲ့စာတန်နိုင်ငံသေးကိုဖြည်းဖြည်းချင်းနဲ့တွားနေတယ်ဒီနောက်ဆုံးတော့ဘေးလာမှာဒါပေမဲ့ဒီနေ့ခရစ်တော်ကိုရရှိတော်သူကျွန်တော်တို့ကတော့ဒီဘေးဒဏ်ကြီးကာလကိုမတွေ့ကြုံတဲ့အတွက်ဒီသစိတ်သုံးတဲ့ကတော့ကျွန်တော်လွဲပြီခံယူစရာမလိုဘူးဒါပေမဲ့ယေရှုကိုဒီနေ့နှလုံးသားထဲမှာလက်ခံခြင်းမရှိတော့သူကတော့အဲ့ဒီသစိတ်သုံးတဲ့တေချာပေါက်တွေ့မှာဖြစ်တယ်ဗျာဒိတ်ကြံခန်းကြီး9အပိုက်ငယ်4ဣတေလအမျိုးသားတို့၌အတီးတီးသောအမျိုးအနွယ်ထဲကလူ3,400,000တို့သည်တစိတ်ခတ်ခြင်းကိုခံရကြ၏ကျမ်းစာထဲမှာတစိတ်ခတ်ခြင်းမျိုးမျိုးရှိတယ်အခုဗျာဒိတ်ကျမ်းထဲမှာဗာပြောလဲဆိုတော့တစိတ်ခတ်ခြင်းကိုခံရတော့သူအရေးအတွက်ကိုငါကြား၍ဣတေလအမျိုးသားတို့အတီးတီးအမျိုးအနွယ်ထဲကလူ3,400,000တို့သည်တစိတ်ခတ်ခြင်းကိုခံရဒါကဘာကိုပြောထားလဲဆိုတော့ဘေးဒဏ်ကြီးကာလမှာနော်အသင်းတော်ကချီဆောင်သွားပြီဒီဘေးဒဏ်ကြီးကာလမှာဖျားသခင်ယာထားတော့ဣတေလအာဗြဟံနဲ့နော်အမျိုးအနွယ်အခုဣသရေလလူမျိုးကယ်တင်ခြင်းရနိုင်တော့သူ3,400,000ကိုဘုရားယာထားပြီးသားဖြစ်တယ်လို့ဒီမှာဖော်ပြထားတယ်အဲ့ဒီလူတွေကတားရဲသစိတ်ကိုမခံမဲနဲ့ဖျားသခင်ရဲ့သစိတ်ခတ်ခြင်းကိုသူတို့ခံထားတယ်တားရဲသစိတ်ခတ်ခြင်းကိုခံပြီဆိုတာနဲ့တော့ဖျားသခင်ရဲ့လူမဟုတ်တော့ဖျားမပိုင်တော့သူကကယ်တင်ခြင်းမရနိုင်တော့အဲ့တော့ကျွန်တော်တို့ကဘယ်သူတွေပိုင်ထားလဲကျွန်တော်တို့ကိုဘယ်သူပိုင်လဲဆိုတာအဲ့ဒီသစိတ်ပေါ်မှာမတည်ပထမတစ်ခုကဘာလဲဆိုတော့အားလုံးကျွန်တော်သိတယ်တားရဲအမတ်သစိတ်ဖြစ်တယ်နော်တားရဲအမတ်သစိတ်ကျမ်းစာမှာကဒီတားရဲအမတ်သစိတ်ကအခုတော့မလာသေးဘူးဒါပေမဲ့ဒါဘေးဒဏ်ကြီးကာလမှာလာဘေးဒဏ်ကြီးကာလဆိုတာလဲဟိုအဝေးကြီးမဟုတ်တော့ဘူးအခုနောက်ဆုံးတော့ကာလထဲမှာနေနေပြီတားရဲအမတ်သစိတ်ထုခံရတော့သူအားလုံးကတဲ့နော်ဒါလောကမှာတော့ကောင်းစားမယ်ဘာလို့နောက်ဆုံးတော့ကာလမှာဒီတားရဲအမတ်သစိတ်မပိုင်ဘယ်သူမှမယောင်းမွေရအောင်နော်စံစီစားတွေတမဝါယာမမှာတွားပြီးတန်းစီတဲ့အခါမှာအစိုးရရဲ့စလစ်ပြားလို့တလို့ကျွန်တော်ဒီအမတ်သစိတ်မပါဘူးဆိုရင်ဘယ်သူမှအယောင်းဝယ်ပြုတ်ချင်းမပေးရအောင်အဲ့ဒီလိုပြောထားတာအဲ့တော့တားရဲအမတ်သစိတ်ကတော့ဗျာဒိတ်ကျမ်းခန်းကြီး73ထဲမှာတွေ့ရတယ်အဲ့တော့ဒီ prophet ညာနဲ့သူမြင်တဲ့ကဏ္ဍကဘာလဲဆိုတော့666ဒါကြောင့်63လုံးကျောင်းလွယ်လွယ်နဲ့တိတာက63လုံးဒါကတားရဲ့အမတ်တစိမ့်ဖြစ်တယ်အဲ့တော့ဒီနောက်ဆုံးသောကာလထဲမှာအခုကျွန်တော်ဘယ်ကိုဥတည်နေလဲဆိုတော့ဒီနေ့ Bible study မှာကျွန်တော်အဲ့ဒါကို intro နဲ့ပြောထားတယ်ဒီကျမ်းချက်ကိုဗျာဒိတ်ကျမ်းကိုရေးတဲ့အခါမှာ AD 60ဝန်းကျင်မှာရေးတယ်50 60ဝန်းကျင်ဘယ်သူကရေးထားလဲဆိုတော့တမန်တော်ယောဟန်ကရေးထားတာသူရေးတဲ့ကာလတုန်းက credit card တွေမရှိဘူးဘဏ်အကောင့်ဆိုတာမရှိဘူးအဲ့ဒီကာလတုန်းကလူတွေကအယောင်းဝယ်နော်ပြုတ်တဲ့အခါမှာသူတို့က barter system ပုံစံပဲရှိသေးတယ်နော်ရောနဂါရောဗဒမြားကဲလို့ကြောင်ငွေပေးတယ်ငွေသားနော်ဒါအတပြားတွေပေးတယ်ပေးတဲ့အခါမှာ
သူတို့လိုချင်တဲ့တိုးနွားစိတ်တွေဝင်ဒါမှမဟုတ်တိုးနွားစိတ်နဲ့နော်စားနဲ့အလဲလဲပြုတ်လာဟိုဘက်ဒီဘက်ကိုကြိုက်တဲ့ဟာနဲ့သူကိုလိုတဲ့ဟာနဲ့သူလိုတဲ့ဟာကို trade လုပ်တာပေါ့ဒါဘာသာစနစ်ပဲအဲ့ဒီခေတ်တုန်းကဒီချမ်းချက်ကိုဘယ်သူမှနားမလည်နိုင်ဘူးတားရဲ့အမတ်တစိမ့်နဲ့ငွေချေးဘယ်သူမှဒါဒီကိစ္စကိုနားမလည်နိုင်ဘူးဘာလို့အဲ့ဒီခေတ်တုန်းကအခုလိုမျိုးဘဏ်စနစ်အစိုးရကနဲ့ထိန်းချုပ်ထားတဲ့ credit card စနစ်တွေ social security တွေမရှိသေးဘူးအဲ့တော့ဒီလို prophet ညာနဲ့နောက်ဆုံးကာလကိုရေးတဲ့အဲ့ဒီအချိန်တုန်းကလူတွေကတော့ဒါ confuse ဖြစ်တယ်ဟာနောက်ဆုံးမှအဲ့ဒီသစိတ်မပိုင်ဘယ်သူမှမဝယ်ရဘူးဘယ်လိုလုပ်မလဲတကဘာလုံးကိုသစိတ်ဘယ်သူကခတ်နိုင်မလဲသူတို့ဒါတော်တော်စဉ်းစားခဲ့တယ်ဒါပေမဲ့အခုကအဲ့ဒါဖြစ်နေပြီအဲ့ဒီစနစ်သေးကိုကျွန်တော်ရောက်နေတာအဲ့ဒီတစ်ချိန်တုန်းကလွန်ခဲ့တဲ့နှစ်ပေါင်း2000လုံးကဒါကိုနားမလည်နိုင်တော့လဲပဲအခုနောက်ပိုင်းဒီကျွန်တော်တို့ကာလမှာကပါလဲအားလုံးကဒီစနစ်နဲ့ထိန်းလားမထိန်းဘူးလားအစိုးရကကျွန်တော်တို့ကိုဘာနဲ့ထိန်းလဲငွေနဲ့ထိန်းတာ credit နဲ့ထိန်းတာနော်တင်ဘလောက်ကောင်းတယ်မကောင်းဘူးဆိုတာကလူကိုကြည့်စရာမလိုဟုတ်တယ်မလားဘန် statement ယူခဲ့လိုက်ဒီလူကောင်းမကောင်းဆိုတာဘန် statement ကိုကြည့်ပြီးသိတယ်ဒီလူကောင်းမကောင်းဆိုတာ credit ကိုကြည့်ပြီးသိတယ်ဘာနဲ့ထိန်းသွားလဲကနန်းနဲ့ digital နဲ့ထိန်းသွားတာဘာနဲ့ထိန်းသွားလဲဒစိမ့်နဲ့ထိန်းသွားတာအမသားရဲ့အမဒစိမ့်လို့ပြောတာအဲ့လိုပြောလို့အခု social security ကတော့နော်63လုံးရဲ့ number ဟုတ်ပါတယ်လို့ပြောတာတော့မဟုတ်ဘူးအဲတချို့တွေလည်းဒါကိုအများကြီးစဉ်းစားကြဖြစ်တယ်ကွန်ပျူတာရဲ့ဘားကုတ်တွေဟုတ်တယ်မလားဒီမှာကြည့်ကွန်ပျူတာဘားကုတ်တွေချစ်ပြားတွေနော်နာနိုချစ်တွေဒီလက်ထဲမှာထည့်ပြီးတော့မှ scan ဖတ်တာတွေပြီးရင်ဖုန်းဆိုရင်လည်းအခုကပါလဲကနန်းနဲ့ပဲတွားတာမဟုတ်လားဖုန်းဆိုရင်ကနန်းနဲ့ပြောမနေနဲ့နဖူးမှာတင်းတို့ကိုအမတ်တစိမ့်ရိုက်မယ်ဆိုတာအခုဖုန်းကို